နင်းအစင်မပြေလို့ရတယ်ငါတို့တနာပေးမယ်ဒါပေမဲ့ငါတို့ထက်တော့ပုံမချမ်းသာမိစေနဲ့ဆိုတဲ့လူစားမျိုးတွေနဲ့ကြုံဖူးကြလားတချို့ကြတော့လေကုညီတလူလိုနဲ့ဟိုးအဆုံးထိရောက်အောင်ကိုထိုးချတက်ကြတာမျိုးပေါ့ရှင်ဒီလိုလူစားမျိုးတွေကကျမတို့ပတ်ဝန်းကျင်မှာအများကြီးကိုရှိတာနင်းအစင်မပြေလေငါတို့တနာပေးမယ်နည်းနည်းလေးကုညီပြီးတော့မြက်မြားနှိမ်ပေးမယ်ဒါပေမဲ့ငါတို့ထက်တော့ပုံမချမ်းသာမိစေနဲ့မူရိတာမပွားပေးနိုင်ဘူးဆိုတဲ့လူစားမျိုးတွေပေါ့ရှင်ဒီလိုလူစားမျိုးတွေကလေသူတို့ထက်ပိုအဆင်ပြေပိုချမ်းသာသွားကြည့်ပါလားကိုမခေါ်နိုင်မပြောနိုင်ကြတော့တလို့ကိုဟာသူတို့ရဲ့ရန်သူကြီးပမာကိုဆက်ဆံခံရတာနော်အဲ့လိုလူစားမျိုးတွေကြတော့လေသူတို့မှာမလိုအစ္စာစိတ်တွေများပြီးတော့မူရိတာတရားကင်းမဲ့ကြတယ်သူများအဆင်ပြေအောင်မြင်နေတာကိုမြင်လို့ရှင်လေသူတို့မှာအလိုလိုလောင်နေတတ်ကြတာမျိုးပေါ့ရှင်ဒီလိုလူစားမျိုးတွေနဲ့ကြုံတွေ့နေရပြီဆိုလို့ရှင်တော့ကိုဘဝကိုမြင့်တဲ့ထက်မြင့်အောင်စူးစမ်းပါလဲကြခဲ့ရင်လည်းပြန်ထပါဘဝဆိုတာဘယ်နှကြိမ်မဲ့လဲကြပါစေလဲကြလို့ရတယ်လဲကြခွင့်လည်းရှိတယ်ပြန်ထနိုင်ဖို့ပဲလိုတာပေါ့နော်ဆိုတော့အများကြီးတန်မာမရမယ်ဘာလို့လဲဆိုတော့လေကိုလဲ